အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အလိုင်းရဲ့စုငွေဝန်ဆောင်မှုပေါ်ကန်ဆန်းမဲအစီအစဉ်မှာကြိုဆိုလိုက်ပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်တို့အလိုင်းရင်စီရဲ့9နှစ်မြောက် anniversary နေ့ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့စုဆောင်းငွေ promotion ကာလမှာအသင်းဝင်တွေရဲ့ယုံကြည်မှုနဲ့အတူတခဲနဲ့အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကန်ဆယ်မဲဖောက်ပေးတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အစီအစဉ်ရအခမ်းအနားကိုစတင်တော့မှာဖြစ်ပါတယ်အခမ်းအနားအစီအစဉ်ရအခမ်းအနားစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်အခမ်းအနားအစီအစဉ်ရအလေးရဲ့စုငွေဝန်ဆောင်မှုရဲ့ကန်ဆယ်မဲအစီအစဉ်စတင်လိုက်ပါတယ်ခင်ဗျာဆက်လက်၍အခမ်းအနားအစီအစဉ်အရတူးချင်းချင်းငွေတင်သားများအတွက်ဩဂတ်စ်လမှာစတင်ပြီးတော့မှတစ်စစ်တဲချင်းငွေကာလ3လကို330အထက်အလေးရဲ့စုငွေမှာထားရှိုံနဲ့ကန်ထူးခွင့်ရရှိမဲ့စီးရင်များကိုကျွန်တော်တို့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခမ်းအနားမဲဖောက်ခြင်းမစတင်မီတူးချင်းချင်းငွေတင်သားများအတွက်စုမဲစီးရင်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်တူးချင်းချင်းငွေတင်သားများအတွက်ဒီနေ့ဖောက်ပေးမဲ့မဲစီးရင်များမှာတော့နံပါတ်1ငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 motorcycle တစ်စီးနံပါတ်2 Rado brand အမည်ရှိတဲ့အမျိုးအစားဖြစ်တဲ့မီးစက်တစ်လုံးနံပါတ်3 Samsung Galaxy A24 ဖုန်းတစ်လုံးနဲ့ Power Bank 3လုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တူးချင်းချင်းငွေတင်သားများအတွက်ကန်ဆန်းခွင့်ရရှိမြင့်သူများစီးရင်ကိုကျွန်တော်တို့လက်ထဲမှာရောက်ရှိလို့နေပါပြီအဲ့တော့ဘယ်သူများကန်ထူးသွားမလဲဆိုတာကျွန်တော်တို့စတင်ပြီးအတူတူရင်ခုန်ကြရအောင်လားခင်ဗျာခန်းနာစီစဉ်အရာစုမဲများကိုမဲနဲ့ရွေးချယ်တော့မှာဖြစ်တဲ့အတွက်ပထမဦးဆုံးအနေနဲ့တူးချင်းချင်းငွေအသင်းသားများအတွက်ကျွန်တော်တို့စတင်ပြီးတော့မှကန်ဆယ်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဒီစုများကိုကျွန်တော်တို့မဲနဲ့ရွေးချယ်ပေးရန်အတွက်မြမငယ်အင်းမြင့်ခင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှပထမဆုံးအနေနဲ့ကျွန်တော်တို့တူးချင်းချင်းငွေတင်သားများအတွက် Power Bank 3လုံးကိုစတင်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်၍ Power Bank 3အတွက်ဘယ်သူများကန်ထူးမလဲဆိုတာစတင်ပြီးတော့မှညီမငယ်အင်းမြင့်ခင်စတင်ရွေးချယ်နေပါပြီတူးချင်းချင်းငွေတင်သားအတွက်ဘယ်သူများ Power Bank ကိုစတင်ကန်ထူးမလဲဆိုတာကျွန်တော်တို့မဲနဲ့ရွေးချယ်နေပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နဲ့အတူတူရင်ခုန်စွာနဲ့ကြည့်ရှုကြရအောင်လားခင်ဗျာပထမဦးဆုံးအနေနဲ့ Power Bank ပထမဆုံးတစ်လုံးကိုကန်ထူးသွားတဲ့သူကတော့ကျွန်တော်တို့ပေါ်ထွက်လာပါပြီကျွန်တော်ရဲ့Power Bank ပထမတစ်လုံးကန်ထူးသွားတဲ့သူကတော့တူးချင်းချင်းငွေအသင်းဝင်တိုဖြိုးဖြစ်ပါတယ်ခင်ဗျာတိုဖြိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုဖြိုးရဲ့အသင်းဝင်နံပါတ်ကတော့2000524ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီစုများကိုမဲဖောက်ပြီးရဲ့အချိန်မှာတော့15ရက်အတွင်းမှာနီးစပ်ရရုံခွဲများကိုကျွန်တော်တို့အရောက်ပေးပို့သွားမှာဖြစ်ပြီးနီးစပ်ရဝန်ထမ်းတွေနဲ့ချိတ်ဆက်ပြီးတော့မှစုမဲများကိုထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာတိုဖြိုးကိုကျွန်တော်တို့ပေယုံကဆိုတာများသိလို့ရပြီလားခင်ဗျာပေယုံကဆိုတာသိလို့ရပြီလားဟုတ်ကဲ့ပါကျွန်တော်တို့ဖြိုးကတော့ပထမဦးဆုံး Power Bank ကိုကန်ထူးသွားတဲ့ကျွန်တော်ရဲ့တူးချင်းချင်းငွေအသင်းဝင်ဖြိုးကတော့
လက်ပံလှယုံကပဲဖြစ်ပါတယ်ခင်ဗျာ congratulation မှာတော်ကြီးဖြူဆက်လက်၍ဒုတိယမြောက် power bank တစ်လုံးကိုကျွန်တော်တို့မဲဆက်ဖောက်ပေးသွားမှာဖြစ်ပါတယ်ဒုတိယမဲအတွက်ညီမငယ်အင်းမြင့်ခိန်စတင်ပြီးတော့မှရွေးချယ်မဲနိုင်နေပါပြီထပ်မံယူဒုတိယတစ်ကြိမ် power bank ကန်ထူးရှင်ကတော့ကျွန်တော်တို့စတင်ပြီးတော့မှမဲဖောက်ပေးနေပြီဖြစ်ပါတယ် power bank 3လုံးမှာဒုတိယမြောက်တူးချင်းချင်းဝေအတင်သားကတော့သင်းဝင်တိုကီတီခိုင်ဖြစ်ပါတယ်ခင်ဗျာ congratulation မှာတိုကီတီခိုင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒုတိယ power bank ကိုကန်ထူးသွားတဲ့သူကတော့တိုကီတီခိုင်ဖြစ်ပါတယ်ခင်ဗျာတိုကီတီခိုင်ကဘယ်ရုံးကများသိလို့ရလဲတိုကီတီခိုင်ရဲ့ customer code ကတော့120001132ပဲဖြစ်ပါတယ်ခင်ဗျာတောင်ကြီးရုံဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရှမ်းပြည်တောင်ကြီးရုံခွဲကတူဦးချင်းငွေအသင်းဝင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာယုံကြည်ပြီးစူးစောင်းခဲ့ကြတဲ့စုငွေအတွက်ကိုဒုတိယ power bank ကိုကန်ထူသွားတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍တားတရကြိမ်မြောက်ဖြစ်တဲ့ power bank တစ်လုံးကိုထပ်ပြီးတော့မှမဲဖောက်ပြီးသွားမှာဖြစ်ပါတယ်ညီမငယ်အင်းမြင့်ခင်ကပဲဆက်လက်ပြီးတော့မှမဲဖောက်ပေးပါအောင်ခင်ဗျာအခုဆိုရင်တာတရကြိမ်မြောက် power bank ကိုကျွန်တော်တို့မဲစတင်ရွေးချယ်နေပြီဖြစ်ပါတယ်ကဲတာတရကြိမ်မြောက် power bank ကန်ထူးရှင်ကတော့ကျွန်တော်တို့ရဲ့အသင်းဝင်ဒေါ်ခင်အေးဖြူဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသင်းဝင်ဒေါ်ခင်အေးဖြူဖြစ်ပါတယ်ကျွန်တော်တို့အသင်းဝင်ဒေါ်ခင်အေးဖြူရဲ့ customer code ကတော့12000002565ပဲဖြစ်ပါတယ်ခင်ဗျာထပ်မံ၍တာတရ power bank ကိုကန်ထူသွားတဲ့သူကတော့ကျွန်တော်ရှမ်းပြည်နယ်ရုံးခွဲတောင်ကြီးရုံးကပဲဖြစ်ပါတယ်ခင်ဗျာတောင်ကြီး congratulation ပါခင်ဗျာညီမငယ်အင်းမြင့်ခင်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှဂျန်ရှိနေသေးတဲ့မဲကိုကျွန်တော်တို့ထပ်မံဖောက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တူဦးချင်းချင်းကိုအသင်းသားအတွက်ဂျန်ရှိတဲ့မဲအမျိုးအစားဂျန်နာတွေကိုတော့ Rado brand အမည်ရှိတဲ့မီးစက်တစ်လုံး Samsung Galaxy A24 ဖုန်းတစ်လုံးနဲ့ဖုန်းတစ်လုံးလိုနဲ့စိန်ကယ်တစ်စီးပဲဖြစ်ပါတယ်ဆက်လက်၍ကျွန်တော်တို့ Rado brand အမျိုးအစားဖြစ်တဲ့မီးစက်တစ်လုံးကိုမဲဖောက်ပေးနိုင်ဖို့အတွက်ညီမငယ်ရမုံသိန်းကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့တူးချင်းချင်းကိုအသင်းသားအတွက် Rado brand အမည်ရှိတဲ့ကျွန်တော်တို့မီးစက်တစ်လုံးကိုစတင်ပြီးတော့မှမင်းနဲ့ရွေးချယ်မှာဖြစ်ပါတယ် Rado brand အမည်ရှိတဲ့မီးစက်တစ်လုံးအတွက်ဘယ်သူများကန်ထူးမလဲဆိုတာညီမငယ်ရမုံတင်စတင်ပြီးတော့မှရွေးချယ်နိုင်ပြီဖြစ်ပါတယ်ကဲ Rado brand အမည်ရှိတဲ့မီးစက်အမျိုးအစားကန်ထူးရှင်ကတော့ညီမငယ်ရမုံတင်ရဲ့လက်ထဲကိုရောက်ရှိလို့နေပါပြီဘယ်သူများဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူစောင့်ကြည့်ရအောင်ဟုတ်ကဲ့ကျွန်တော်တို့တူးချင်းချင်းငွေအသင်းဝင်ဖြစ်တဲ့ Rado brand မျိုးစားမီးစက်မျိုးစားကိုကန်ထူးသွားတဲ့သူကတော့တော်ထွေးထွေးညူဖြစ်ပါတယ်ခင်ဗျာတော်ထွေးထွေးညူဖြစ်ပါတယ်နာမည်နှမျိုးနဲ့မှာတော်ထွေးထွေးညူခေါ်တော်ညူညူတင်မဲဖြစ်ပါတယ်ကျွန်တော်အသင်းဝင်နံပါတ်ကတော့120020942ပဲဖြစ်ပါတယ်ခင်ဗျာတောင်ကြီးရုံးကျွန်တော်ရှမ်းပြည်နယ်တောင်ကြီးရုံးခွာပဲရုံးခွဲရပဲဆက်ပြီးတော့မှပေါက်နေပါတယ်ခင်ဗျာကျွန်တော် Rado brand အမည်ရှိတဲ့မီးစက်ကိုပေါက်သွားတဲ့သူကတော့ကျွန်တော်တောင်ကြီးရုံးခွဲရပဲဖြစ်ပါတယ်ခင်ဗျာ Rado brand အမည်ရှိတဲ့မီးစက်ကိုဖောက်ပေးတဲ့ညီမငယ်ရမုံတင်ကျေးဇူးတင်ပါတယ်ဆက်လက်၍တူးချင်းငွေအသင်းဝင်ဖြစ်တဲ့ကျွန်တော်တို့စုမဲနှစ်ခုတန်ရှိလို့နေပါသေးတယ်စုမဲတွေကတော့ Samsung Galaxy A24 ဖုန်းတစ်လုံးရဲ့ငွေကျပ်350တန်ဖို့ရှိတဲ့ Honda 100 motorcycle တစ်စီးပဲဖြစ်ပါတယ်ဒုတိယအကြိမ်မြောက်ကျွန်တော်တို့ Samsung Galaxy A24 ဖုန်းတစ်လုံးကိုမဲဖောက်ပေးဖို့အတွက်ညီမငယ်ပြည့်ကိုဖိတ်ခေါ်ပါတယ်
ဟုတ်ကဲ့ပါကျွန်တော်တို့အလိုင်းရင်မှာတူဦးချင်းချင်းတွေအသင်းဝင်ဖြစ်တယ်အသင်းဝင်တွေကိုကျွန်တော်မဲဖောက်ပေးတဲ့နေရာမှာ Samsung Galaxy A24 ဖုန်းတစ်လုံးကိုဆက်ပြီးတော့မှမဲဖောက်ပေးသွားမှာဖြစ်ပါတယ်စုမဲအတွက်ညီမငယ်ပြပြစတင်ပြီးတော့မဲနဲ့ရွေးချယ်နေပါပြီ Samsung Galaxy A24 ဖုန်းအတွက်ဘယ်သူများကန်ထူးမလဲဆိုတာကိုညီမငယ်ပြပြရဲ့လက်ထဲကိုရောက်ရှိလို့လာပါပြီ Samsung Galaxy A24 ဖုန်းကန်ထူးရှင်ကတော့ကျွန်တော်တို့တူးချင်းငွေအသင်းဝင်ဖြစ်တဲ့အသင်းဝင်ကျော်စိုးသူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသင်းဝင်ကိုကျော်စိုးသူဖြစ်ပါတယ်ကျွန်တော်အသင်းဝင် customer code နံပါတ်ကတော့200186997ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Samsung Galaxy A24 ဖုန်းကိုပေါက်သွားတဲ့သူကတော့ကိုကျော်စိုးသူကျွန်တော်ရွှေအားမှန်ရုံးခွဲရဖြစ်ပါတယ်ခင်ဗျာဒီမှာငယ်ပြပြကျေးဇူးတင်ပါတယ် Samsung Galaxy A24 ကိုမဲဖောက်ပေးတဲ့အတွက်ဆက်လက်ပြီးဒူးချင်းတွေအတွက်ကျွန်တော်တို့နောက်ဆုံးတန်ရှိနေတဲ့ငွေကျပ်350တန်ကိုရှိတဲ့ Honda 100 Motor Cycle ကိုစားပြီးတော့မှမဲဖောက်ပေးမှာဖြစ်ပါတယ်ဒီစုအတွက်ကျွန်တော်တို့အတူတူရင်ခုန်ခန်းစားနိုင်ဖို့အတွက်စုမဲတွေကိုရွေးချယ်မဲနိုင်ပေးနိုင်ဖို့အတွက်ညီမငယ်မူကိုဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မော်တော်ဆိုင်ကယ်ကန်ထူးရှင်လူများဖြစ်မလဲဆိုတာကျွန်တော်စတင်ရင်ခုန်နေပါပြီညီမငယ်မမိုးစတင်ပြီးတော့မှကန်ထူးရှင်ကိုရွေးချယ်နိုင်ပါပြီနည်းနည်းလေးလှုပ်ပေးပါဟုတ်ပါပြီအခုဆိုရင်တော့ကျွန်တော်တို့ငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 Motorcycle brand new ကိုစတင်မဲဖောက်ပေးနေပြီဖြစ်ပါတယ်ကန်ထူးရှင်ကတော့ဘယ်သူများဖြစ်မလဲဆိုညီမငယ်မမိုးရဲ့လက်ထက်ကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့ Motorcycle ကန်ထူးရှင်ကတော့ကိုမင်းစော်ထွေးဖြစ်ပါတယ်ခင်ဗျာကိုမင်းစော်ထွေးရဲ့ customer code ကတော့ congratulations မှာကိုမင်းစော်ထွေးရဲ့ customer code ကတော့210000454ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့350တန်ဖိုးရှိရဲ့ motorcycle ကန်ထူးသွားတဲ့ရုံးခွဲကတော့ရွှေအမ်းမှန်ရုံးခွဲရပဲဖြစ်ပါတယ်ခင်ဗျာ congratulations မှာရွှေအမ်းမှန်စုများကိုရွေးချယ်ပေးတဲ့ညီမငယ်မမိုးကျေးဇူးတင်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ဒူးချင်းငွေအသင်းဝင်များအတွက်ကျွန်တော်အလင်းရင်မှာယုံကြည်စွာစူဆောင်းပေးခဲ့ကြတဲ့အသင်းဝင်များကိုမဲဖောက်ပေးနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဩဂတ်လကနေပြီးတော့မှတစ်ဆက်တည်း3လတာကာလတော်အတွင်းမှာစုငွေကျပ်330ကိုအနံထားရုံနဲ့ဒီခွင့်ရင်းများကိုရရှိခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာခုဆိုရင်ဒီစုများကိုကျွန်တော်တို့ Alliance Committee ကပေးအပ်သွားမှာဖြစ်ပြီးတော့မှကန်ထူးရှင်များကိုစားလက်ခံပေးဖို့အတွက်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဒီစုအတွက်ကိုကျွန်တော်တို့ Alliance Committee မှာကျွန်တော်တို့ Admin Manager မအီမင်းကစုချီးမြှင့်ပေးပါရန်နဲ့ဒီစုများအားလုံးကိုစားလက်ခံပေးပါရန်ကျွန်တော်တို့ Alliance ရဲ့ Operation Manager ဒေါ်နီနီအောင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာโอเคပါကျွန်တော်တို့တူးချင်းငွေအတွက်မဲဖောက်ပေးသွားတဲ့ power bank 3လုံး Samsung Galaxy A24 ဖုန်းတစ်လုံးနဲ့ Rado brand မြင်ရှိတဲ့မီးစက်တစ်လုံးငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 Motorcycle ကိုစုချီးမြှင့်ပေးဖို့အတွက်ဟုတ်ညီမငယ်မူကနေယူဆောင်လာပေးပါဦးโอเคပါဟုတ်အမအီမင်းကနေပြီးတော့မှစုချီးမြှင့်ပေးပါဖို့အတွက်နဲ့ကိုစားလက်ခံပေးဖို့တော်နီနီအောင်တို့ကနေပြီးတော့လက်ခံပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အစီအစဉ်တွေပါဝင်ပေးတဲ့
ကျွန်တော်တို့ရဲ့အမမအီနဲ့ကျွန်တော်တို့ operation manager မနီကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့စုမဲများကိုတူးချင်းချင်းငွေအတွက်စုမဲများစွာကိုကျွန်တော်တို့မဲဖောက်ပေးပြီးသွားပြီးလည်းဖြစ်ပါတယ်ဒီစုမဲများကိုကျွန်တော်တို့15ရက်အတွင်းမှာအလိမ့်ရင်မှာရှိတဲ့ရုံးခွဲများကိုကျွန်တော်တို့ပေးပို့ပေးသွားမှာဖြစ်ပြီးတော့မှကျွန်တော်တို့ဝန်ထမ်းများမှလည်းကျွန်တော်တို့အသင်းဝင်များကိုစပြီးတော့မှဆက်သွယ်လာမှာဖြစ်ပါတယ်ဆက်သွယ်လာတာနဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်15ရက်အတွင်းမှာနီးစပ်ရာရုံးခွဲများမှာကျွန်တော်စုမဲများကိုထုတ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တူးချင်းချင်းငွေရဲ့စုငွေပေါ်မှာကန်ဆယ်မဲအစီအစဉ်မဲဖောက်ပေးပြီးသွားတဲ့အချိန်မှာတော့ခဏလေးနေရင်ကျွန်တော်တို့အုပ်စုချင်းငွေအတွက်မဲဖောက်ပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဘယ်သူများကန်ထူးသွားမလဲဆိုတဲ့စည်ရင်းများနဲ့အတူကျွန်တော်ပြန်လာခဲ့ပါပဲခင်ဗျာဟယ်လိုဟုတ်ကဲ့ပါဆက်လက်၍ကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များအတွက်စုငွေပေါ်မှာစုငွေဝန်ဆောင်မှုရဲ့ကန်ဆယ်မဲအစီအစဉ်ဒုတိယပိုင်းကနေကျွန်တော်တို့ပြန်လည်ကြိုဆိုလိုက်ပါတယ်အုပ်စုဖွဲ့ချင်းငွေအသင်းသားများအနေဖြင့်ကျွန်တော်တို့ဩဂတ်စ်လကနေစတင်ပြီးတော့မှတစ်ဆက်တည်းစုငွေကာလ3လအတော်တွင်းမှာငွေကျပ်3သိန်းနဲ့အထက်ကျွန်တော်တို့အလိမ့်ရရုံခွဲတွေမှာငွေစုယုံနဲ့ဒီကန်ထူးခွင့်ကိုရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များအတွက်ဘယ်သူများကန်ထူးနေမလဲဆိုတဲ့စီးရင်ကိုကျွန်တော်တို့ admin manager မအီမင်းကနေပြီးတော့မှယူဆောင်လာတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင်အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များရဲ့စုမဲတွေကိုကျွန်တော်တို့စတင်ပြီးတော့မှစီစဉ်နေပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဆက်လက်၍အခမ်းအနားအစီအစဉ်ရာကျွန်တော်တို့အုပ်စုလိုက်ချင်းငွေအသင်းဝင်များအတွက်စုဆောင်းငွေစုပေးခဲ့ကြတယ်အသင်းဝင်များကိုကျွန်တော်တို့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကန်ဆယ်မဲအစီအစဉ်များကိုဆက်လက်ပြီးတော့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်အုပ်စုဖွဲ့ချင်းငွေတင်သားများအတွက်စုမဲများစီးရင်ကိုကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်စုမဲများမှာတော့နံပါတ်1အလားတူပဲငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 brand new motorcycle တစ်စီးနံပါတ်2Rado brand အမည်ရှိတဲ့မီးစက်တစ်လုံးနံပါတ်3 Samsung Galaxy A24 အမျိုးအစားရှိတဲ့ဖုန်းတစ်လုံးနဲ့ Power Bank 3 လုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာခန္ဓာအစီအစဉ်ရတူးချင်းချင်းငွေတင်သားများအတွက်ကန်ဆယ်မဲများစီးရင်ကိုကျွန်တော်တို့လက်ထက်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်ဒီစုမဲများကိုမဲနဲ့ရွေးချယ်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ညီမငယ်ပြည့်ပြည့်ကိုဖိတ်ခေါ်ပါတယ်
အခုဆိုရင်ကျွန်တော်တို့ Alliance မှာတူဦးချင်းချင်းကြီးအသင်းဝင်အုပ်စုပလိတ်ဖွဲ့ပြီးတော့မှချီးယူရတဲ့အသင်းဝင်ရှိရဲ့အများထဲမှာကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းသားများအတွက်ဒီစုငွေအပေါ်မှာကန်ဆယ်မဲ့အစီအစဉ်များကိုမဲဖောက်ပေးနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်အုပ်စုဖွဲ့ချင်းငွေအသင်းသားများအတွက်ပထမဆုံးအနေနဲ့Power Bank 3 လုံးကိုကျွန်တော်တို့မဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံး Power Bank ကိုမဲနှိပ်ပေးနိုင်ဖို့အတွက်ညမငယ်ပြည့်ပြည့်ရနေပြီးတော့မှစတင်ရွေးချယ်နေပါပြီခင်ဗျာကဲဂရုလုံးချင်းငွေအတွက်ပထမဦးဆုံး Power Bank ကန်ထူးရှင်ကတော့ဘယ်သူများဖြစ်မလဲဆိုတာကျွန်တော်အတူတူစောင့်ကြည့်ရအောင်ခင်ဗျာဂရုလုံးအသင်းဝင်ဖြစ်တဲ့ကျွန်တော်တို့Power Bank ပထမဆုံးတစ်လုံးကန်ထူးသွားတဲ့သူကတော့အသင်းဝင်တော်နန်းလှမီဖြစ်ပါတယ်ခင်ဗျာတော်နန်းလှမီဖြစ်ပါတယ်ခင်ဗျာတော်နန်းလှမီရဲ့ customer code ကတော့120003655ပဲဖြစ်ပါတယ်ကျွန်တော်တို့အလင်းရင်မှာယုံကြည်စွာအနံပေးခဲ့ကြတယ်စုငွေအများဆုံး branch တွေထက်တစ်ခုဖြစ်တဲ့တောင်ကြီးရုံးခွဲရပဲကျွန်တော်တို့မဲပေါက်သွားတာပဲဖြစ်ပါတယ်ခင်ဗျာဒီချိန်မှာဆိုရင်ကျွန်တော်တို့တောင်ကြီးရုံးခွဲမှာရှိတဲ့ဝန်ထမ်းများအားလုံးလည်းကျွန်တော်တို့နဲ့အတူ live ကိုကြည့်ရှုနေလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒုတိယတစ်ချိန်မြောက် Power Bank ကရောဘယ်သူများကန်ထူးသွားမလဲဆိုတာကျွန်တော်နဲ့အတူဆက်ပြီးတော့မှကြည့်အောင်လားခင်ဗျာဒီမှာငယ်ပြီးဒုတိယ Power Bank အတွက်စတင်ပြီးတော့မှမင်းနဲ့ရွေးချယ်နေပါပြီဒုတိယချိန်မြောက် Power Bank ကန်ထူးသွားတဲ့သူကတော့ကျွန်တော်တို့ Alliance ရဲ့ဂရုလုံးချင်းငွေအသင်းဝင်ဖြစ်တဲ့အသင်းဝင်ဘယ်သူများဖြစ်မလဲခင်ဗျာအသင်းဝင်တော်ရီခိုင်ဦးပဲဖြစ်ပါတယ်ခင်ဗျာ customer ရဲ့ကုတ်ကတော့ကျွန်တော်တို့ရီခိုင်ဦးရဲ့အသင်းဝင်အမှတ်ကတော့8000189110ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့စကိန်းတိုင်းဒေတာကြီးဝက်လက်ရုံးခွဲရနေဖြစ်ပါတယ်ခင်ဗျာကန်ထူသွားတဲ့သူများအတွက်ကျွန်တော်တို့ဝမ်းသာပီတိဖြစ်ရတယ်လို့တားတရတစ်ချိန်မြောက်ဖြစ်တဲ့ Power Bank တစ်လုံးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့မှမဲဖောက်ပြီးသွားမှာဖြစ်ပါတယ်။ဒါတရချိန်မြောက်ဖြစ်တဲ့ Power Bank မဲကိုဆက်လက်၍ညီမငယ်ပြည့်ပြည့်ရပဲမဲနဲ့ရွေးချယ်ပေးပါအောင်ခင်ဗျာ။ဒါတရချိန်မြောက်ဖြစ်တဲ့ဒီ Power Bank ကိုကန်ထူးသွားတဲ့သူကတော့ကျွန်တော်တို့ Alliance Company ရဲ့အသင်းဝင်ဖြစ်တဲ့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်ဖြစ်တဲ့အသင်းဝင်ကန်ထူးရှင်ကတော့ကျွန်တော်တို့ညီမငယ်ပြပြရဲ့လက်ထက်မှာစတင်ပေါ်ထွက်နေပါပြီအသင်းဝင်ရဲ့နာမည်ကတော့နိုင်ဝင်းဖြစ်ပါတယ်ခင်ဗျာနိုင်ဝင်းဖြစ်ပါတယ်ခင်ဗျာတတိယတင်ရောက်ကန်ထူးရှင်နိုင်ဝင်းရဲ့ customer code ကတော့160002856ပဲဖြစ်ပါတယ်ခင်ဗျာတို့ပေရုံးခွဲရလဲဆိုတီးလို့ရတယ်ဗျာခင်ဗျာစုများကိုရွေးချယ်ပေးတဲ့ညီမငယ်ပြည့်ပြည့်ကိုကျေးဇူးတင်ပါတယ်တတိယကြိမ်မြောက် Power Bank ကိုကန်ထူးသွားတဲ့သူကတော့ကြောက်ဆယ်ရုံးခွဲမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စုငွေအများကြီးဖြစ်တဲ့ကြောက်ဆယ်ရုံးခွဲကနေဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဩဂတ်စ်လမှာစတင်ပြီးတော့မှတစ်ဆက်တည်း3လတာကာလအတော်တွင်းမှာကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များအနေဖြင့်စုငွေ3သိန်းနဲ့အထက်ကိုကျွန်တော်အလင်းရင်မှာငွေစုထားရုံဖြင့်ဒီခွင့်ရေးကိုရရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်၍ခန္ဓာစီစဉ်ရာဒီ Power Bank 3 လုံးကိုကျွန်တော်တို့ရဲ့ committee ဝင်တဦးကချီးမြှင့်ပေးမှဖြစ်ပြီးတော့မှလက်ခံရယူပေးမဲ့သူကတော့ကျွန်တော်တို့ group loan product manager ထဲကနေတယောက်ကိုကျွန်တော်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီစုကိုလက်ခံရယူပေးဖို့ group loan product manager ထဲကကျွန်တော်တို့ agriculture loan product manager မချူချူဝင်းကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဒီစုကိုချီးမြှင့်ပေးရန်အတွက်ကျွန်တော်တို့ committee ဝင်ကျွန်တော်တို့ audit manager မစပယ်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာက
ကဲ့ပါကျွန်တော်တို့မဲပေါက်သွားတဲ့အသင်းဝင်တွေအတွက်ကျွန်တော်တို့ congratulation လိုက်ရအောင်ပါခင်ဗျာစီစဉ်တွေပါဝင်ပြီးတယ်ကျွန်တော်တို့ရဲ့မတ်ချူမဆပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကျွန်တော်တို့အုပ်စုလိပ်ချင်းငွေအသင်းဝင်များအတွက်မဲဖောက်ရန်ကြံရှိနေသေးတဲ့စီးရင်တွေကတော့ကျွန်တော်တို့ Rado brand အမည်ရှိတဲ့မီးစက်တစ်လုံး Samsung Galaxy A24 အမျိုးအစားဖြစ်တဲ့ဖုန်းတစ်လုံးနဲ့ငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 motorcycle brand new လို့ကိုဆက်ပြီးတော့မှမဲဖောက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အလင်းရင်မှာရှိတဲ့ညီကူမောင်နှမများကျွန်တော်တို့ ਨੇ live မှာအတူတူကြည့်ရှုနေတယ်ဆိုရင်အသေးလေးတွေပေးပါကျွန်တော်တို့အလင်းရင် page ကို share ပြီးတော့မှကျွန်တော်တို့ ਨੇ အတူတူပါဝင်ကန်ဆန်းပေးပါအောင်လားခင်ဗျာဆက်လက်၍ Rado brand အမည်ရှိတဲ့မီးစက်အမျိုးအစားကိုကျွန်တော်တို့မဲဖောက်ပေးမှာဖြစ်ပါတယ် Rado brand အမည်ရှိတဲ့စုမဲကိုမဲဖောက်ပေးနိုင်ဖို့အတွက်ညမငယ်အေးမြင့်ခင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်အလေးရင်မှာအုပ်စုလိပ်ချင်းငွေအတွက်စုငွေအပေါ်မှာကန်ဆယ်မဲအစီအစဉ်မဲဖောက်ပေးရမှာ Rado brand အမည်ရှိတဲ့မီးစက်အမျိုးအစားကိုကျွန်တော်စတင်ပြီးတော့မှမဲဖောက်ပေးတော့မှာဖြစ်ပါတယ်ညမငယ်အင်းမြင့်ခိန်ကန်တူးရှင်ဘယ်သူများဖြစ်မလဲဆိုတာစတင်ပြီးတော့မှမင်းနဲ့ရွေးချယ်နေပါပြီခင်ဗျာကျွန်တော်တို့အလင်းရင်ဒီမြန်မာတနိုင်ငံလုံးမှာကျွန်တော်ရုံးခွဲများစွာရှိတဲ့အတွက်မြန်မာတနိုင်ငံလုံးမှာရှိတဲ့အသင်းဝင်များကန်ထူးဖို့အတွက်ညမငယ်အင်းမြင့်ခိန်အထက်အောက်များများလေးဝေပေးပါဦးဟုတ်ကဲ့ပါအခုဆိုရင် Rado brand မြင်ရှိတဲ့မီးစက်တစ်လုံးကိုမဲဖောက်ပေးနေပြီဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်အုပ်စုဖွဲ့ချင်းငွေအသင်းဝင်တွေထဲကဘယ်သူများကန်ထူးသွားမလဲဆိုတာကြည့်အောင်လားခင်ဗျာကျွန်တော်တို့ကန်ထူးရှင်ကတော့အသင်းဝင်တော်လှလှဝင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အသင်းဝင်တော်လှလှဝင်းရဲ့အသင်းဝင်ကုတ်နံပါတ်ကတော့120001713ပဲဖြစ်ပါတယ်ခင်ဗျာ congratulation ပါကျွန်တော်တို့စုမဲရတော့ရှမ်းပြည်နယ်ကနေမရှင်းသေးပါဘူးခင်ဗျာစုကူသွားတဲ့ branch ကတော့ကျွန်တော်အေးတာယာရုံးခွဲရဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်တောင်ကြီးမြို့တောင်ကြီး outlet အေးတာယာရုံးခွဲရဖြစ်ပါတယ်ခင်ဗျာစုကြည့်မြင်ပေးတဲ့စုမဲနေပေးတဲ့ညီမငယ်အင်းကြီးခင်ကျေးဇူးတင်ပါတယ်ဒီမဲကိုချင်းမြင့်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဒီစုမဲကိုကျွန်တော်တို့ချင်းမြင့်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ University Committee မှာကျွန်တော်တို့ရဲ့မတူစာကိုဖိတ်ခေါ်ပါတယ်ကျွန်တော် Committee Member မှာမတူစာကချင်းမြင့်ပေးမှာဖြစ်ပြီးတော့ဒီစုကိုလက်ခံရယူပေးဖို့အတွက်ကျွန်တော်တို့ရဲ့တဦးချင်းချင်းငွေ Manager ဘိုးစာနီမောင်မောင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာRado brand မြင်ရှိတဲ့မီးစက်တစ်လုံးကိုကျွန်တော်တို့အေးတာယာရုံးခွဲရနေပြီးတော့ကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာစီစဉ်ဝင်ပါဝင်ပြီးခဲ့ကြတဲ့ကျွန်တော်တို့ဘူးချင်းချင်းမန်နေဂျာကိုစာနီမောင်မောင်နဲ့ကျွန်တော်တို့ရဲ့ banking service manager မတူစာကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကျွန်တော်တို့စုနှစ်စုကြံရှိလို့နေပါသေးတယ်အဲ့ဒီစုတွေကတော့ Samsung Galaxy A24 ဖုန်းတစ်လုံးရဲ့ဝေကျပ်350တန်ဖိုးရှိတဲ့ Honda 100 motorcycle brand new တစ်စီးပဲဖြစ်ပါတယ်ခင်ဗျာဒီစုကိုဘယ်သူများကန်ထူးသွားမလဲဆိုတာဆက်လက်ပြီးတော့ကြည့်ရအောင်လားခင်ဗျာဟုတ်ကဲ့ပါစီစဉ်အရာကျွန်တော်တို့ဆက်လက်ပြီးတော့မှ Samsung Galaxy A24 ဖုန်းကိုမဲဖောက်ပေးမှာဖြစ်ပါတယ်ဒီစုမဲကိုမဲဖောက်ပေးနိုင်ဖို့အတွက်ညမငယ်မူမူကိုပဲဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ Samsung Galaxy A24 ဖုန်းတစ်လုံးကိုဘယ်သူများကန်ထူးရှင်ဖြစ်မလဲဆိုတာညမငယ်မမိုးစတင်ပြီးတော့မှရွေးချယ်နိုင်ပါပြီ
24အမျိုးအစားရှိတဲ့ဖုန်းတစ်လုံးကိုကန်ထူးသွားတဲ့သူကတော့ညီမငယ်မိုးမိုးရဲ့လက်ထဲကိုရောက်ရှိလို့နေပါပြီဒီစုအတွက်ဘယ်သူများကန်ထူးသွားမလဲဆိုတော့ကန်ထူးရှင်တန်းမာဖြစ်ပါတယ်ခင်ဗျာတော်တန်းမာဖြစ်ပါတယ်တော်တန်းမာရဲ့အသင်းဝင်ချုပ်ကတော့10003194ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မန္တလေးမြို့အနီးမှာရှိတဲ့မတရားရုံးခွဲကကျွန်တော်တို့အသင်းဝင်ပဲဖြစ်ပါတယ်ခင်ဗျာညီမလေးမိုးမိုးကျေးဇူးတင်ပါတယ်ဆက်လက်၍ကျွန်တော်တို့အုပ်စုဖွဲ့ချင်းကိုအသင်းဝင်များအတွက်အကြီးမားဆုံးစုဖြစ်တဲ့ Honda 100 motorcycle brand new တစ်စီးကိုမဲဖောက်ပေးလို့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဒီစုမဲကိုမဲဖောက်ပေးနိုင်ဖို့အတွက်ညီမငယ်ရမုံသိန်းကပဲဆက်ပြီးတော့မဲဖောက်ပေးနိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့အလိမ့်ရင်မှာဩဂတ်စ်လမှာစတင်ပြီးတော့မှစုငွေများအနံထားတဲ့အသင်းဝင်များကိုရွေးချယ်ပြီးတော့မင်းနဲ့ရွေးချယ်ပေးနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့စုငွေအပေါ်မှာကန်ထူးရှင်ရွေးချယ်တဲ့ပွဲအနေနဲ့အခုဆိုရင်တော့နောက်ဆုံးမဲတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးမဲဖြစ်တဲ့ငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 motorcycle brand new တစ်စီးကိုဘယ်သူများကန်ထူးသွားမလဲဆိုတာကျွန်တော်တို့နဲ့အတူရင်ခုန်စွာခန်းစားရင်းညီမငယ်ရမုံတင်ရွေးချယ်ပေးလိုက်ကြရအောင်လားခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ Honda 100 motorcycle brand new တစ်စီးကန်ထူးရှင်ကတော့ညီမတို့ညီမငယ်ရမုံတင်ရဲ့လက်ထဲကိုရောက်ရှိလို့နေပါပြီကျွန်တော်တို့ကန်ထူးသွားတဲ့သူကတော့အုပ်စုဖွဲ့ချင်းတွေအသင်းဝင်ဖြစ်တဲ့ကန်ထူးရှင်ဘယ်သူများဖြစ်မလဲခင်ဗျာကျွန်တော်တို့ရဲ့ claim officer တွေလည်းအတူတူကျွန်တော်နဲ့ရင်ခုန်နေလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးစုမဲဖြစ်တဲ့ Honda 100 motorcycle ကိုကန်ထူးသွားတဲ့သူကတော့ကျွန်တော်ရဲ့အသင်းဝင်တော်သိန်းကြီးရွှေကြီးမောင်ပဲဖြစ်ပါတယ်ခင်ဗျာ Congratulations ပါတော်သိန်းကြီးရွှေကြီးမောင်ခင်ဗျာကျွန်တော်အသင်းဝင်ရဲ့အသင်းဝင်အမှတ်ကတော့150027628ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအလဲဘိန်းဒေသရုံးခွဲတစ်ခုဖြစ်တဲ့ကျွန်တော်တို့မလှန်ရုံးခွဲကနေပြီးတော့မှဒီစုကိုစုခုသွားပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အသင်းဝင်အတွက်ကျွန်တော်တို့ညားစွာပြည်တည်ဖြစ်ရပါလေခင်ဗျာဒီစုကိုရွေးချယ်ပေးတဲ့ညီမငယ်ရမုံတင်းကိုလည်းကျေးဇူးတင်ပါတယ်ခန္ဓာစီစဉ်ရကျွန်တော်တို့မဲဖောက်ပေးသွားတဲ့ငွေကျပ်350တန်ဖိုးရှိတဲ့ Honda 100 motorcycle ကိုကိုစားလက်ခံရယူပေးဖို့အတွက်ကျွန်တော်တို့ရဲ့အုပ်စုဖွဲ့ချင်းငွေကျွန်တော်တို့အမကြီးမပေါက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဒီစုကိုစားချီးမြှင့်ပေးဖို့အတွက်ကျွန်တော် Alliance ကန်ဆယ်မဲအစီအစဉ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌကျွန်တော်တို့ Risk Manager ကိုသိန်းကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ Congratulations ပါခင်ဗျာကျွန်တော်တို့ဒီထက်ကောင်းတဲ့အစီအစဉ်တွေလည်းထပ်ပြီးတော့မဲဖောက်နေဖို့အတွက်ကျွန်တော်တို့များစွာပြင်ဆင်လေးရှိပါတယ်အစီအစဉ်မှာပါဝင်ပေးကြတယ်ကျွန်တော်တို့အမပေါက်ရကိုသိန်းရကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်ဆက်လက်ပြီးတော့မှကျွန်တော်တို့ကန်ဆန်းမဲအစီအစဉ်မှာကန်ထူးသွားကြတယ်ကျွန်တော်ကန်ထူးရှင်များအတွက်ကျွန်တော်တို့ Alliance ကနေပြီးတော့မှများစွာကုန်ယူ PT ဖြစ်ရပါတယ်ခင်ဗျာအဲ့လိုပဲဒီကန် promotion အစီအစဉ်မှာကန်မထူးသွားတဲ့အသင်းဝင်များအတွက်လည်းကျွန်တော်တို့စုဆောင်းငွေကိုကျွန်တော် Alliance ရဲ့ microfinance မှာစုငွေအပ်ထားရုံဖြင့်များစွာတိုးပွားနေမှာလည်းဖြစ်ပါတယ်ခင်ဗျာနောက်နှစ်များမှာလည်းကျွန်တော်တို့
ကန်ဆယ်မဲ့အစီအစဉ်များကိုဒီထက်ပိုမိုကောင်းမွန်တဲ့အစီအစဉ်များစွာနဲ့ထပ်မံကျင်းပအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာယုံကြည်စွာနဲ့ပူးပေါင်းပါဝင်ဆင်နွှဲကြဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှအခမ်းအနားအစီအစဉ်အရကျွန်တော်ရဲ့အလင်းရဲ့ညီမငယ်လေးများအားလုံးကိုဖိတ်ခေါ်ပါတယ်စုငွေများလင်းမြန်စွာတိုးပွားစေဖို့အလိုက်ရမှာငွေစုကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ